တော်ဝင်မိသားစုတစ်ခုမှာအားနည်းတဲ့မြောက်ဝင်ပေါက်ကလေးတစ်ကောင်ကိုမွေးဖွားလာခဲ့ပြီးလူတိုင်းကသူဟာအသက်ရှင်တန်ဖို့အတွက်အလွန်မင်းချိုးယွင်းချက်ရှိနေတယ်လို့ယုံကြည်ကြပါတယ်။သူ့ရဲ့ကိုယ်ပိုင်ဖခင်ကပင်သူ့ကိုစွန့်ပစ်ဖို့အမိန့်ပေးခဲ့ပါတယ်။သူ့ရဲ့မျိုးနွယ်စုကသူ့ကိုအမှားယွင်းတစ်ခုလို့ခေါ်ဆိုခဲ့ကြပေမဲ့ဒီလိုပယ်ချခံခဲ့ရတဲ့ကလေးငယ်ဟာကြီးပြင်းလာတဲ့အခါမိချစ်ကရိယာတစားပလာတွေမျှော်လင့်ချက်နဲ့ဘဝနေထိုင်မှုပုံစံအသစ်တစ်ခုကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ပြီးတော့တနေ့မှာတော့သူတို့တွေဖျောက်ဖျက်ဖြစ်ဖို့စူးစမ်းခဲ့ကြတဲ့အဲ့ဒီမြောက်ဝန်ဟာသူတို့ကိုအနာဂတ်စီသို့လမ်းပြပေးနိုင်မဲ့တူဦးလေးသောတန်မာတဲ့ခေါင်းဆောင်ဖြစ်လာခဲ့ပါတယ်။တမိုင်းမတင်မီခေတ်ကစာဘာနာမြက်ခင်းပြင်ကြီးရဲ့အောက်ခြေနဲ့မှာအစွမ်းထက်တဲ့မြောက်ဝင်မျိုးနွယ်စုကြီးတစ်ခုဟာကြီးမားလာတဲ့တစ်ပင်ကြီးတစ်ပင်ကိုအမိပြုပြီးနေထိုင်ကြပါတယ်။သူတို့ရဲ့ဘရင်ဖြစ်တဲ့စီမျိုးဟာသူ့ရဲ့တော်ဝင်ရင်သွေးငယ်မွေးဖွားလာမဲ့အချိန်ကိုစောင့်ဆိုင်းနေပါတယ်။မျိုးနွယ်စုတစ်ခုလုံးကဒီကလေးငယ်ဟာနောက်ထပ်အုပ်ချုပ်သူမင်းဖြစ်လာလိမ့်မယ်လို့မျှော်လင့်ထားကြတာကြောင့်အောင်ပွဲခံဆင်နွှဲနေကြပါတယ်။ဒါပေမဲ့စီမျိုးကမိဖုရားရဲ့အခန်းထဲကိုဝင်ရောက်လိုက်တဲ့အခါမှာတော့အောင်ပွဲခံဆင်နွှဲတန်တွေဟာအေးဆက်သွားထားခဲ့ပါတယ်မိဖုရားကအမွှာကလေးတွေကိုမွေးဖွားခဲ့တာပါဒုတိယမြောက်ကလေးငယ်ကတော့တမထွားကြိုင်းပြီးကျမ်းမာကပြည့်စုံတဲ့မင်းသားငယ်တစ်ပါးလိုထင်မဲ့ရပါတယ်ဒါပေမဲ့ပထမဆုံးကလေးငယ်ကတော့သေးငယ်ပြီးအားနဲ့ကကွဲပြားခြားနားနေပါတယ်သူ့ရဲ့ညာဘက်လက်မောင်းကပျက်စီးနေပုံရပြီးမျိုးနွယ်စုအတွက်တော့သူဟာနိမိတ်မကောင်းတဲ့လက္ခဏာတစ်ခုလိုဖြစ်နေပါတယ်မွေးရပါခွင့်ရေးအရတော့ဒီအားနည်းတဲ့ကလေးငယ်ဟာထီးနှန်းကိုဆက်ခံရမှာဖြစ်ပါတယ်။ဒါပေမဲ့မျိုးနွယ်စုရဲ့အောက်လန်းဆရာမကသူ့ကိုချင်းချောက်မှုတစ်ခုအဖြစ်မြင်ပါတယ်။သူမကဘရင်စီမြုံကိုပထမဦးဆုံးမွေးဖွားလာသူဟာတဘာဝတရားရဲ့အမှားယွင်းတစ်ခုဖြစ်တယ်လို့ပြောပါတယ်။သူမကမြောက်ဝန်တွေဟာချိုးယွင်းချက်ရှိတဲ့ဘရင်တစ်ပါးကိုဘယ်တော့မှလက်ခံကြမှာမဟုတ်ဘူးလို့သတိပေးပါတယ်။အကယ်၍ဒီကလေးတာအသက်ရှင်နေမယ်ဆိုရင်တိုင်းပြည်ဟာအရှက်ရစရာတွေနဲ့မငြိမ်မသက်မှုတွေတဲကိုကြားရောက်သွားလိမ့်မယ်လို့သူမကပြောပါတယ်။စီမြုံကတော့ဆိုင်းနေမိပေမဲ့ကြောက်ရွံ့စိတ်ကအနိုင်ရသွားပါတယ်မိဖုရားတတိမရသေးခင်မှာပဲဘရင်ကသူ့ရဲ့တစ္ဆာရှိအတိုင်းပင်ခံဖြစ်တဲ့ဗလာဒီမာကိုအဲ့ဒီအားနည်းတဲ့ကလေးငယ်ကိုဝေးဝေးတို့ခေါ်ဆောင်သွားပြီးဖျောက်ဖျက်ပစ်ဖို့အမိန့်ပေးလိုက်ပါတယ်မိဖုရားတတိရလာတဲ့အခါသူမရဲ့ကလေးတွေအကြောင်းမေးမြန်းပါတယ်စီမြုံကအမှန်တရားကိုဖုံးကွယ်ထားပြီးကျမ်းမာတဲ့ကလေးငယ်တစ်ကောင်တည်းကိုပဲမျိုးနွယ်စုစီထုတ်ပြခဲ့ပါတယ်အဲ့ဒီကလေးကိုဗန်ယာလို့အမည်ပေးခဲ့ကြပြီးမြောက်ဝန်တွေကသူ့ကိုသူတို့ရဲ့အနာဂတ်ဘရင်အဖြစ်ကြွေးကြော်ထောက်ခံခဲ့ကြပါတယ်တကယ်ထီးနှန်းဆက်ခံသူကတော့တော်ရိုင်းထဲကိုစွန့်ပစ်ခြင်းခံလိုက်ရပြီဆိုတာကိုဘယ်သူမှမသိကြပါဘူးဗလာဒီမာအနေနဲ့အားနည်းတဲ့ကလေးငယ်ကိုတောအုပ်ထဲတဲဆောင်သွားပြီးဝန်ပုတ်လွေကူတစ်ခုရဲ့အနာကိုခေါ်သွားပါတယ်သူကကလေးကိုအစာအဖြစ်ပေးအပ်ဖို့ကြိုးစားပေမဲ့ကလေးငယ်ကသူ့ရဲ့လက်ညှိုးကိုစုပ်ကင်ထားပြီးလွတ်မပေးခဲ့ပါဘူးခဏလောက်တော့ဗလာဒီမာရဲ့နှလုံးသားကပျော့ပြောင်းသွားခဲ့ပါတယ်မြောက်ဝင်ပေါက်ကလေးဟာအကူညီမဲ့ပြီးသေးငယ်ကထိတ်လန့်တုန်လှုပ်နေရှာပါတယ်ဒါပေမဲ့ဗလာဒီမာကဘရင်အမိန့်ကိုပြန်လည်တတိယသွားပါတယ်သူကကလေးငယ်ကိုဝါချလိုက်ပြီးဝန်ပုတ်လွေရှိရာစီပစ်ချလိုက်ပါတယ်ဝန်ပုတ်လွေကသူ့ကိုဟပ်ပလိုက်ဖို့လုပ်ပေမဲ့ကလေးငယ်ဟာဝန်ပုတ်လွေရဲ့ပါဆက်ထဲတိုက်ရိုက်မကျခင်နွယ်ပင်တွေနဲ့ညှိတွယ်သွားခဲ့ပါတယ်အဲ့ဒီသားရဲကထပ်မံခုံအုပ်ပြီးသူ့ရဲ့ညာဘက်လက်ကိုကိုက်ခဲလိုက်ပါတယ်ဒါပေမဲ့ကလေးကိုအဆုံးမတတ်နိုင်ခင်မှာပဲအခြားမြောက်ဝန်တစ်ကောင်ပေါ်လာပါတယ်အဲ့ဒီမြောက်ဝန်ကတော့ထူဆန်းပြီးကျင်နာတတ်တဲ့နှာခေါင်းရှည်မြောက်တစ်ကောင်ဖြစ်တဲ့အီယန်ပါပဲအီယန်ကကလေးငယ်ကိုဝန်ပုလွေရန်ကနေကဲတင်လိုက်ပြီးအနေရကနေဝေးရသို့ခေါ်ဆောင်သွားပါတယ်သူကကလေးကိုလမ်းလျှောက်တတ်အောင်ကူညီပေးဖို့ကြိုးစားပေမဲ့ကလေးရဲ့ညာဘက်လက်မောင်းကအလွန်အမင်းအားနည်းနေတာကြောင့်အီယန်ကသူ့ကိုကြောပိုးပြီးခေါ်သွားရပါတယ်ဒါကြောင့်စွန့်ပစ်ခံလိုက်ရတဲ့မင်းသားငယ်ဟာသူ့ကိုပယ်ချခဲ့တဲ့မျိုးနွယ်စုနဲ့ဝေးကွာလာတဲ့နေရာမှာဘဝတစ်ခုကိုစတင်ခဲ့ပါတော့တယ်နှစ်ပေါင်းများစွာကုန်လွန်သွားခဲ့ပါတယ်အားနည်းတဲ့ကလေးငယ်ဟာအတဝတ်လို့အမိရတဲ့မြောက်ဝန်လူပြိုလေးတစ်ကောင်ဖြစ်ကြီးပြင်းလာခဲ့ပါတယ်သူ့မှာပျက်စီးနေတဲ့လက်မောင်းတစ်ခုရှိနေစေဖြစ်ပြီးအခြားမြောက်ဝန်တွေကသူ့ကိုအတုံးမကျသူတယောက်လို့မြင်ကြပါလိမ့်မယ်ဒါပေမဲ့အတဝတ်မှာကြွက်သားတွေထက်ပိုမိုတန်မာတဲ့အရာတစ်ခုရှိနေပါတယ်အဲ့ဒါကတော့စိတ်ကူးစိတ်တမ်းပါပဲသူကတောအုပ်ထဲမှာအီယန်နဲ့အတူနေထိုင်ပြီးသူတို့ရဲ့နေရက်တွေကရိုးရှင်းရေစရာကောင်းကရှုပ်ထွေးလာပါတယ်အီယန်ကတစ္ဆာရှိတော်လဲအစားမဲ့သူတယောက်လဲဖြစ်ပါတယ်တနေ့မှာတော့အတဝတ်ကတိရွက်တွေအောက်မှာသူတေချာဖုံးကွယ်ထားတဲ့တဖန်းသီးတွေပျောက်ဆုံးနေတာကိုရှာဖွေတွေ့ရှိခဲ့ပါတယ်သူကအီယန်ကိုချက်ချင်းတန်တရားဝင်ပါတယ်အီယန်ကအရာအလုံးကိုညှင်းဆိုပေမဲ့အတဝတ်ကမကြခင်မှာပဲတကယ်တခိုးကိုမြင်လိုက်ရပါတယ်ကြွက်ကလေးတစ်ကောင်ကတစ်တီးတွေကိုခိုးယူသွားတာပါအတဝတ်ကသူ့နောက်ကိုလိုက်လံဖမ်းဆီးပေမဲ့သူ့ရဲ့ခန္ဓာကိုယ်ကအခြားမြောက်ဝင်တွေလိုမလှုပ်ရှားနိုင်ပါဘူးသူ့ရဲ့အားနည်းတဲ့လက်မောင်းကြောင့်နှိကွေးသွားရပြီးကြွက်ကလေးကအလွယ်တကူပဲလွတ်မြောက်သွားပါတဲစိတ်ပြက်လက်ပြက်နဲ့ပဲသူဟာအမြဲတမ်းအရှိန်အဟုန်ဒါမှမဟုတ်ခွန်အားတွေနဲ့တင်အသက်ရှင်တန်လို့မရနိုင်ဘူးဆိုတာကိုသဘောပေါက်သွားတာကြောင့်သူကစတင်တွေးတောပါတော့တယ်သူကအနီးနားကစိတ်ကက်တဲ့သစ္စာတွေကိုလေ့လာပြီးအဲ့ဒါကိုထောင်ချောက်တစ်ခုအဖြစ်အသုံးပြုနိုင်ကြောင်းသဘောပေါက်သွားပါတယ်အကယ်၍သူကကြွက်ကိုခန္ဓာကိုယ်နဲ့မဖမ်းနိုင်ရင်စိတ်ကူးညံနဲ့ဖမ်းမှာဖြစ်ပါတယ်သူအဲ့ဒီအကြံဉာဏ်ကိုမစမ်းတက်ရသေးခင်မှာပဲကျဲလောင်တဲ့အတန်တစ်ခုကတောအုပ်ထဲမှာပဲ့တင်ထက်သွားပါတယ်မျိုးနွယ်စုကအုံတီဘောလုံးကစားပွဲကိုစတင်နေကြတာပါအီယန်ကမသွားချင်ပါဘူးအခြားမြောက်ဝန်တွေကသူတို့ကိုအမြဲတမ်းလှောင်ပြောင်တက်ကြလို့ပါပဲအထူးသဖြင့်အတဝတ်ရဲ့ခန္ဓာကိုယ်နဲ့အီယန်ရဲ့ထူးဆန်းတဲ့အမူအရာတွေကြောင့်ပါဒါပေမဲ့အတဝတ်ကအများရဲ့လက်ခံမှုကိုရချင်နေပါတယ်သူကမျိုးနွယ်စုကသူ့ကိုအခွင့်အရေးတည်ခုပေးကောင်းပေးနိုင်လိမ့်မယ်လို့ယုံကြည်နေပါတယ်သူတို့ကတစ်ပင်တပင်ပေါ်တက်လိုက်ကြပြီးကစားပွဲကိုအပေါ်ကနေစောင့်ကြည့်နေကြပါတယ်။မြောက်ဝန်တွေကနွယ်ပင်တွေပေါ်မှာလွှဲစီးရင်းဦးကောင်းခုံပုံစံဂိုးတိုင်စီကိုဘောလုံးပစ်သွင်းနေကြပါတယ်။တန်မာတဲ့မင်းသားဖြစ်တဲ့ဗန်ယာကချန်ပီယံတယောက်လိုကစားနေပါတယ်။သူကယုံကြည်မှုရှိပြီးလူကြိုက်များကလူအုပ်ကြီးရဲ့အားပေးမှုကိုရရှိထားသူပါသူလှုပ်ဆောင်လိုက်တဲ့လှုပ်ရှားမှုတိုင်းကအားပေးတန်တွေကိုရရှိစေပါတယ်။အဲ့ဒီနောက်မှာဘောလုံးကအီယန်ရှိရာစီလွတ်ဆင်လာပါတယ်။စိတ်လှုပ်ရှားသွားတဲ့အီယန်ကကစားပွဲထဲဝင်ပါဖို့ကြဟ
ကိုးစားပေမဲ့ကစားသမားတွေနဲ့တိုက်မိပြီးဘောလုံးကိုကျင်းတစ်ခုတည်းပြုတ်ကျသွားစေခဲ့ပါတယ်။အခြားမြောက်ဝန်တွေဒေါသထွက်သွားကြပြီးသူတို့ရဲ့ပျော်ရွှင်မှုကိုဖျက်ဆီးတဲ့အတွက်သူ့ကိုဝိုင်းဝန်းရိုက်နှက်ဖို့ပြင်ကြပါတယ်။အက်တဝတ်ကစေးကတ်တဲ့တစ်ဆေးလက်ကွက်ကိုအမြန်သုံးပြုပြီးဘောလုံးကိုဆွဲထုတ်လိုက်ပါတယ်။မြောက်ဝန်တွေရပ်တန့်သွားကြပါတယ်။ပထမဦးဆုံးအကြိမ်ဖြစ်သူတို့ကအက်တဝတ်ကိုယွန်ရှာမုံတီးစိတ်နဲ့မဟုတ်ပဲစတင်စူးစမ်းတဲ့မျက်လုံးတွေနဲ့ကြည့်လာကြပါတယ်။သူကပါနတ်တဲ့အရာတစ်ခုကိုလှုပ်ဆောင်ခဲ့တာပါ။သူတို့တဲကပဲသူမှမတွေးမိခဲ့တဲ့အရာမျိုးပါ။ဗန်ယာကလမ်းလျှောက်လာပြီးဘောလုံးကိုကောက်ယူကစားပွဲကိုဆက်လုပ်ဖို့ကြိုးစားပေမဲ့တစ်ဆေးကသူ့လက်မှာကန့်ညှိနေပါတယ်။သူကဆွဲထုတ်တယ်။အခြားသူတွေကလည်းဝိုင်းဆွဲကြရာကနေအားလုံးပါဝင်ပတ်သက်ကုန်ပြီးမြင်ကွင်းတစ်ခုလုံးကရှုပ်ထွေးမှုတွေထဲရောက်ရှိသွားပါတော့တယ်။ဘောလုံးကဘယင်စီမြွန်ရဲ့ဦးကောင်းတက်တက်စီလွင့်စင်သွားပါတယ်။ဗလာဒီမာကအဲ့ဒါကိုဆွဲခွာဖို့ကြိုးစားတဲ့အခါမှာတော့သူကမတော်တဆဘယင်ရဲ့အမွှေးအမြင့်အချို့ကိုဆွဲခွာမိသွားတာကြောင့်လူတိုင်းရဲ့ရှေ့မှာဘယင်ကြီးကိုထိပ်ပြောင်ဖြစ်သွားစေခဲ့ပါတယ်မြ။ကိုးနွယ်စုတစ်ခုလုံးမှင်တက်သွားကြပါတယ်။တစုံတစ်ယောက်ကတော့အပြစ်တင်ခံရမှာဖြစ်ပါတယ်။ဗလာဒီမာကပြပြတလဲဖြစ်သွားပြီးမိမိကိုယ်ကိုကယ်တင်ဖို့အတွက်သူ့ရဲ့ဝမ်းကွဲဖြစ်သူစာကေးကိုဆွဆွဲလိုက်ပါတော့တယ်။အဲ့ဒီညမှာပဲအောက်လန်းဆီယာမကဗလာဒီမာကိုသူမရဲ့လျှို့ဝှက်ခန်းစီဆင့်ခေါ်ပါတယ်။သူမကအမှန်တရားကိုသိထားတာပါအားနည်းတဲ့ကလေးငယ်ကတေးဆုံးသွားရမှာဖြစ်တော့လေအခုတော့အက်တဝတ်ကထင်ထင်ရှားရှားအသက်ရှင်နေစေဖြစ်ပါတယ်။သူမကဗလာဒီမာကိုချိန်ချောက်ပြီးအဲ့ဒီအမားကိုပြင်ဆင်ဖို့အမိန့်ပေးလိုက်ပါတယ်။ဒါပေမဲ့ဗန်ယာကအနီးနားမှာပုံနေခဲ့တာပါသူကအရာအလုံးကိုကြားလိုက်ရပါတယ်ပထမဦးဆုံးအကြိမ်ဖြစ်သူ့မှာသူ့ထက်အရင်ဘယင်ဖြစ်တဲ့အကိုကြီးတယောက်ရှိနေတယ်ဆိုတာကိုသူသိရှိသွားခဲ့ရပါတယ်။ဗန်ယာရဲ့မျက်နှာကတင်းမာသွားပါတယ်သူကအက်တဝတ်ကိုမိသားစုဝင်တယောက်လိုမမြင်ပါဘူးသူကသူ့ကိုချိန်ချောက်မှုတစ်ခုအဖြစ်ပဲမြင်ပါတယ်နောက်တနေ့မနက်မှာအက်တဝတ်ကအီယန်ငှက်တွေနဲ့စကားပြောနေတာကိုရှာတွေ့ပါတယ်။အီယန်ကအစားအသောက်တွေနဲ့ဘေးကင်းမှုတွေပြည့်နေနေတဲ့လှပတဲ့နယ်မြေတစ်ခုဖြစ်တဲ့အဖြူရောင်တောင်တန်းလို့ခေါ်တဲ့နေရာတစ်ခုအကြောင်းကိုပဲတွတ်ပြောနေခဲ့တာပါ။အက်တဝတ်ကတော့အဲ့ဒါဟာနောက်ထပ်စိတ်ကူးယဉ်မှုတစ်ခုတက်ပဲလို့ထင်ပါတယ်။သူ့အတွက်တော့အဖြူရောင်တောင်တန်းဆိုတာတကယ်ကိုဖြစ်တည်ဖို့ရာအလွန်မင်းပြည့်စုံလို့နေပါတယ်။သူတို့ရဲ့ညှင်းခုန်မှုကိုစာကေးနဲ့မာဆယ်တို့ရောက်ရှိလာတဲ့အချိန်မှာကြားဖြတ်ခြင်းခံလိုက်ရပါတယ်။သူတို့ကအက်တဝတ်ကိုဘယင်ကဆင့်ခေါ်ထားကြောင်းပြောပါတယ်မျိုးနွယ်စုတစ်ခုလုံးရဲ့ရှက်ချေမောက်မှာပဲဘယင်စီမြွန်ကအက်တဝတ်ကိုမော်တက်တွေလှုပ်ဆောင်နေတယ်ဆိုပြီးဆွဆွဲပါတယ်မြောက်ဝန်တွေဟာအရင်ကတစ်ဆေးလိုမျိုးလှည့်ကွက်တွေကိုတခါမှမမြင်ဘူးကြတာကြောင့်သူတို့နားမလည်တဲ့အရာပေါ်ကြောက်ရွံ့နေကြတာဖြစ်ပါတယ်အက်တဝတ်ကအေးအေးဆေးဆေးပဲအဲ့ဒါဟာမော်တက်မဟုတ်ပဲအကဲခတ်လေးလာမှုတသက်တာဖြစ်ကြောင်းရှင်းပြပါတယ်သူကတည့်ရွက်တွေရေနဲ့တကိုင်းတွေကိုတုံးပြီးပါနဲ့တဲ့တီထွင်မှုလေးတွေကိုပြုလုပ်ခဲ့တာပါသူကဘရင်အတွက်တရဖူးတစ်ခုကိုလုပ်ပေးပါတယ်သူကတည့်ရွက်ပေါ်ကရေကိုတုံးပြီးစီမြွန်ကိုသူ့ရဲ့ကိုယ်ပိုင်ရောင်ပြန်ဟပ်မှုကိုပြသပါတယ်အဲ့ဒီနောက်မှာရိုးရှင်းတဲ့ရာဇပလင်ပုံစံတန်းတစ်ခုကိုတိစောက်ပြပါတယ်မြောက်ဝင်တွေကအံ့ဩသွားကြပါတယ်ခဏမျှသောအချိန်လေးမှာစီမြွန်လဲသဘောကျသွားပုံရပါတယ်ဒါပေမဲ့အောက်လန်းဆီယာမကတော့ထိန်းချုပ်မှုကိုအဆုံးရှုံးမခံနိုင်ပါဘူး။သူမရဲ့ကူထဲကနေပြီးသူမကအင်းဆက်ပိုးမွားအုပ်ကြီးကိုဆင့်ခေါ်လိုက်ပါတယ်။အင်းဆက်တွေကတစ်ပင်ကြီးကိုတိုက်ခိုက်ကြပြီးမြောက်ဝင်တွေကြားထဲမှာထိတ်လန့်တုန်လှုပ်မှုတွေကိုဖြစ်ပေါ်စေခဲ့ပါတယ်။အဲ့ဒီရုံရင်းဆန်ခတ်မှုအတွင်းမှာဘယင်စီမြွန်ဟာသူ့ရဲ့ပလင်ပေါ်ကနေပြုတ်ကျပြီးအဆုံးဘက်ကိုချောကျသွားပါတယ်။သူကအပေါ်ကိုပြန်တက်ဖို့ရုန်းကန်ရင်းတစ်မြစ်တွေကိုစုပ်ကင်ထားရှာပါတယ်။မျိုးနွယ်စုကအော်ဟစ်နေကြပါတယ်။အက်တဝတ်ကထိတ်လန့်တုန်လှုပ်စွာနဲ့စောင့်ကြည့်နေပါတယ်။ဘယင်ကဘေးကင်းရာစီရောက်ခါနေအချိန်မှတင်ပဲတစ်မြစ်တွေကပြတ်တောက်သွားခဲ့ပါတယ်။စီမြွန်ပြုတ်ကျသွားခဲ့ပါပြီ။အောက်လန်းဆီယာမကချက်ချင်းပဲအက်တဝတ်ကိုအပြစ်ပုံချပါတယ်။သူမကသူဟာအမျက်ထွက်နေတဲ့တစ်ပင်ဝိညာဉ်ကိုနှိုးဆွခဲ့ပြီးဒီဘေးအန္တရာယ်ကိုဖြစ်ပွားစေခဲ့တာလို့အခိုင်အမာပြောပါတယ်။ဗန်ယာကအဲ့ဒီထိတ်လန့်မှုကိုအခွင့်အရေးအသုံးပြုလိုက်ပါတယ်သူကအက်တဝတ်ရဲ့လေပင်ကိုကင်ဆွဲပြီးအောက်ခြေကတောအုပ်ထဲစီပစ်ချလိုက်ပါတော့တယ်အီယန်ကသူ့ကိုကယ်တင်ဖို့ကြိုးစားပေမဲ့အခြားမြောက်ဝန်တွေကတားဆီးလိုက်ကြပါတယ်အက်တဝတ်ကအောက်ကတစ်ပင်တွေကြားထဲပျောက်ကွယ်သွားခဲ့ပြီးခဏလောက်တော့ပယ်ချခံလိုက်ရတဲ့မင်းသားငယ်ဟာနောက်တစ်ကြိမ်ထပ်မံဖျောက်ဖျက်ခံလိုက်ရတယ်လို့မျိုးထင်မဲ့ရပါတယ်ဒါပေမဲ့အက်တဝတ်ကအသက်ရှင်ကျန်ရစ်ခဲ့ပါတယ်သူနိုးလာတဲ့အခါအီယန်ကသူ့ကိုကယ်တင်ဖို့အတွက်အပေါ်ကနေနွယ်ပင်တစ်ပင်ကိုချပေးပါတယ်နွယ်ပင်ကတိုးလုံးနေပါတယ်သူတို့ရဲ့လက်တွေကမမိနိုင်ပါဘူးအက်တဝတ်ကဒီတစ်ချိန်မှာတော့သူ့ကိုဘယ်သူမှမကယ်တင်နိုင်တော့ဘူးဆိုတာကိုသဘောပေါက်သွားတာကြောင့်တောအုပ်ထဲကိုတယောက်တည်းလမ်းလျှောက်ဝင်လာခဲ့ပါတယ်မကြခင်မှာပဲသူကတစ်တီးတွေရှိနေတဲ့ကြီးမားတဲ့ငှက်ကလာအုပ်နှစ်ကောင်ကိုမြင်လိုက်ရပါတယ်ဆာလောင်နေတာကြောင့်သူကအချို့ကိုခိုးယူဖို့ကြိုးစားတဲ့အခါအဲ့ဒါကိုမိနိုင်ဖို့အတွက်သူကသူ့ရဲ့ခြေထောက်နှစ်ဖက်ပေါ်မတ်မတ်ရက်လိုက်မိပြီးမယုံကြည်နိုင်စရာအရာတစ်ခုဖြစ်ပျက်သွားခဲ့ပါတယ်သူမတ်တက်ရက်နိုင်သွားတာပါသူ့ရဲ့အားနည်းတဲ့လက်မောင်းကသူ့ရဲ့ဘဝတစ်ခုလုံးကိုမထိန်ချုပ်နိုင်တော့ပါဘူးပထမဦးဆုံးအကြိမ်ဖြစ်အက်တဝတ်ကအကယ်၍သူသားအခြားမြောက်ဝင်တွေလိုလှုပ်ရှားဖို့ကြိုးစားတာကိုရပ်တန့်လိုက်ရင်သူ့ရဲ့ချွတ်ယွင်းနေတဲ့ခန္ဓာကိုယ်ဟာကွဲပြားခြားနားတဲ့ခွန်အားတစ်မျိုးဖြစ်လာနိုင်ကြောင်းသဘောပေါက်သွားခဲ့ပါတယ်အဲ့ဒီနောက်မှာဝန်ပလွေတွေပေါ်လာပါတယ်အက်တဝတ်ပြေးတော့လဲအစမှာသူကနောက်ပြန်ပဲပြေးနိုင်ပါသေးတယ်ငှက်ကလာအုပ်တွေကိုစောင့်ကြည့်ရင်သူကသူတို့ရဲ့လှုပ်ရှားမှုကိုလေ့လာပြီးခြေထောက်နှစ်ဖက်နဲ့ရှေ့ကိုစတင်ပြဒီပါတော့တဲ့သူကမြန်ဆန်လာပါတယ်ခြေလေးဖက်နဲ့ပြေးခဲ့စဉ်တုန်းကထပ်ပိုးပြီးမြန်ဆန်နေခဲ့တာပါဝန်ပုတွေကသူ့ကိုစာဘာနာမြက်ခင်းပြင်ကြီးတစ်လျှောက်လိုက်လံဖမ်းဆီးကြပါတယ်အတဝက်ကတစ်ပင်တွေကြောက်တုံးတွေနဲ့လက်ဖြန့်ပြေးနေကြတဲ့တိရစ္ဆာန်အုပ်ကြီးကိုဖျက်ကျော်ပြီးခြေလမ်းတိုင်းစီကနေတင်ယူရင်းပြေးလွှားနေခဲ့ပါတယ်သူ့ရဲ့ခန္ဓာကိုယ်ဟာအမှားယွင်းတစ်ခုမဟုတ်ပါဘူးအဲ့ဒါကစင်ကဲပြောင်းလဲမှုတစ်ခုပါပဲ
လိုက်လံဖမ်းဆီးမှုကကြက်အုပ်ကြီးတစ်ခုတည်းကိုဝင်တိုက်မိသွားပါတယ်ကြီးမားလာတဲ့တားရဲကြီးတွေကထိတ်လန့်သွားကြပြီးတက်ရှိကြောက်တုံးကြီးတွေလိုမျိုးရှေ့ကိုလိမ့်ဆင်းလာကြပါတယ်အတဝတ်တဆစီကျင်းမောတော့မဲ့အချိန်မှတင်ဘရင်စီမြွန်ကရုတ်တရက်ပေါ်လာပါတယ်ဘရင်ကအန်ရရဲ့ရှေ့မှာမိမိကိုပြစ်တင်လိုက်ပြီးသူ့ကိုကယ်တင်ခဲ့ပါတယ်ကြက်တကောင်ကအတဝတ်ရှိရာစီတက်တက်လိမ့်ဆင်းလာဆဲဖြစ်ပြီးစီမြွန်ကသူ့ကိုကာကွယ်ဖို့အတွက်သူ့ရဲ့နောက်ဆုံးသောခွန်အားကိုထပ်မံအသုံးပြုခဲ့ပါတယ်အန်ရတွေကျော်လွန်သွားတဲ့အခါအတဝတ်ကဘရင်ရဲ့ဘေးနားကိုတွားသွားခဲ့ပါတယ်စီမြွန်ကတေလူဆဲဆဲဖြစ်နေပါပြီသူ့ရဲ့နောက်ဆုံးအချိန်လေးမှာသူကခွင့်လွှတ်ဖို့တောင်းပန်ပါတယ်သူကအမှန်တရားကိုဝန်ခံခဲ့ပါတယ်အတဝတ်ဟာသူ့ရဲ့သားအရင်ဖြစ်ပြီးသူစွန့်ပစ်ခဲ့မိတဲ့သားသူကာကွယ်ဖို့အတွက်အလွန်အမင်းကြောက်ရွံ့ခဲ့မိတဲ့တရားဝင်ထိနှန်းဆက်ခံသူဖြစ်ကြောင်းပါပဲအတဝတ်ကအဲ့ဒါကိုမစင်စားနိုင်သေးခင်မှာပဲဘန်ယာပေါ်လာပါတယ်သူတို့ဖခင်ရဲ့ရုပ်အလောင်းကိုမျိုးနွယ်စုစီပြန်လဲတဲဆောင်သွားခဲ့ပြီးအတဝတ်ကိုတော့အလွန်အမင်းနောက်ကျမှတိရှဒီလိုက်ရတဲ့အမှန်တရားရဲ့နာကျင်မှုတွေနဲ့အတူတယောက်တည်းထားရခဲ့ပါတော့တယ်အဲ့ဒီညမှာပဲမြောက်ဝန်တွေကဘရင်စီမြွန်အတွက်ဇာပနအခမ်းအနားကိုပြင်ဆင်ကြပါတယ်။ဒါပေမဲ့ဒီမျိုးနွယ်စုမှာတော့ရက်ဆက်ကြမ်းကြုတ်တဲ့ရိုးရာတစ်ခုရှိနေပါတယ်။အခမ်းအနားပြီးမြောက်ဖို့အတွက်ဘန်ယာကသူ့ဖခင်ရဲ့အသားကိုစားသုံးရမှာဖြစ်ပါတယ်။အတဝက်ကအဲ့ဒါကိုလက်မခံနိုင်ပါဘူး။စီမြွန်ကစိုးဝါတဲ့ရွေးချယ်မှုတွေကိုလှုပ်ဆောင်ခဲ့တော်လဲသူ့ရဲ့ဖခင်ဖြစ်နေသေးပါ။အတဝက်ကသူ့ရဲ့ရုပ်လောင်းကိုရိုင်းဆိုင်တဲ့ရိုးရာတစ်ခုရဲ့အစိတ်ပိုင်းတစ်ခုအဖြစ်မခံနိုင်ပါဘူး။မုံတိုင်းတစ်ခုအတွင်းမှာပဲမြောက်ဝန်တွေကမိုးကြကိုတန်ကြောင့်ထိတ်လန့်ပြီးလူစုကွဲသွားကြတော့အတဝတ်နဲ့အီယန်တို့ကဘရင်ရဲ့ရုပ်လောင်းကိုခိုးယူပြီးတောအုပ်ထဲတဲဆောင်သွားကြပါတယ်သူတို့ကသူ့ကိုကြောက်တုံးတွေနဲ့မြုပ်နှံဖို့ကြိုးစားကြပါတယ်အတဝတ်ကကြောက်တုံးသေးလေးတွေကိုဂယုတစိုက်ချထားပေမဲ့အီယန်ကတော့ကြီးမားတဲ့ကြောက်တုံးကြီးတစ်တုံးကိုရုပ်အလောင်းပေါ်ပစ်ချလိုက်ပြီးအဲ့ဒါကိုလုံးဝဖုံးကွယ်ပစ်လိုက်ပါတယ်အဲ့ဒါကတရက်လှပမှုမရှိတော့လဲအလုပ်ဖြစ်ခဲ့ပါတယ်မိုးကြိုးကအနီးနားကခြုံပုတ်တစ်ခုကိုထိမှန်သွားခဲ့ပြီးအတဝတ်ကသူ့ရဲ့မျိုးစိတ်တွေရဲ့အနာဂတ်ကိုပြောင်းလဲစေမယ့်အရာတစ်ခုကိုမြင်လိုက်ရပါတယ်။အဲ့ဒါကတော့မိဘပဲတိရစ္ဆာန်အများစုကအဲ့ဒါကိုကြောက်ရွံ့ကြပါတယ်။မြောက်ဝင်အများစုကအဲ့ဒါကနေထွက်ပြေးကြပါတယ်။အတဝတ်ကအနားကိုတိုးသွားပါတယ်။သူကလောင်ကျွမ်းနေတဲ့တကိုင်းတစ်ခုကိုကောက်ယူပြီးအဲ့ဒီမီးတောက်ကိုတက်ရှိတစ်ခုလိုမျိုးလေ့လာနေခဲ့ပါတယ်။အဲ့ဒါကအနည်းရှိပါတယ်ဟုတ်ပါတယ်။ဒါပေမဲ့အဲ့ဒါကအလင်းရောင်အပူတက်နဲ့ကာကွယ်မှုလည်းဖြစ်ပါတယ်။ပထမဦးဆုံးအကြိမ်ဖြစ်သူဟာတောအုပ်ဆိုတာကြောက်ရွံ့ရမယ့်အရာတသက်မဟုတ်ပဲတင်ယူရမယ့်အရာတစ်ခုလည်းဖြစ်ကြောင်းသဘောပေါက်သွားခဲ့ပါတယ်မုံတိုင်းကပိုပြီးပြင်းထန်လာပါတယ်။လေးစင်နှမောင်းတစ်ခုကစာဘာနာမြက်ခင်းပြင်ကြီးကိုဖျက်တမ်းတိုက်ခတ်သွားပြီးတကိုင်းတွေကိုချိုးဖျက်ကတရိတ်ဆန်တွေကိုကောင်းကင်ပေါ်ဆွဲတင်သွားပါတယ်။မြောက်ဝန်တွေကအော်ဟစ်ကြပြီးသူတို့ပုံခုနိုင်မဲ့ဘယ်နေရာမှမဆိုပုံနေကြပါတယ်။ဗလာဒီမာကခိုးလုံရနေရာတိုင်းကနေတွန်းထုတ်ခံရပြီးနောက်ဆုံးမှာမုံတိုင်းတွေကိုစုပ်ယူခြင်းခံလိုက်ရပါတယ်။အတဝက်လည်းအဲ့ဒီရုံရင်းဆန်ခတ်မှုထဲမှာပါသွားခဲ့ပါတယ်။လေးစင်နှမောင်းအတွင်းမှာပဲသူကတရိတ်ဆန်တွေလေထဲမှာဝဲလည်နေကြတာကိုမြင်ရပြီးအဲ့ဒီထဲမှာသူမရဲ့မိသားစုနဲ့ကွဲကွာသွားခဲ့တဲ့မြောက်ဝန်မလေးတကောင်လည်းပါဝင်နေပါတယ်သူမကထိတ်လန့်တုန်လှုပ်ပြီးအကူညီမဲ့နေကအဝေးကိုလွင့်ပါသွားနေခဲ့တာပါအတဝက်ကသူမရှိရာစီရောက်အောင်ကြိုးစားပါတယ်လေပြင်းကသူတို့နှစ်ယောက်လုံးကိုတိရွက်တွေလိုမျိုးဟိုဘက်ဒီဘက်ဖြစ်ပေါက်နေပါတယ်ဒီတစ်ချိန်မှာတော့အတဝက်ကအမြန်တွေးတောလိုက်ပါတယ်သူကနွယ်ပင်တပင်ကိုတုံးပြီးမိမိကိုတစ်ပင်ပင်စီတစ်ခုမှချီနှောင်လိုက်ပါတယ်အဲ့ဒီမြောက်ဝန်မလေးကသူ့ရဲ့ဘေးကနေထပ်မံလွင့်ပါသွားတဲ့အချိန်မှာသူမကိုဖမ်းဆွဲလိုက်ပြီးသူ့မှာရှိတဲ့ခွန်အားမှန်သမျှနဲ့ထိန်းထားလိုက်ပါတယ်နွယ်ပင်ကပြတ်တောက်သွားခဲ့ပါတယ်သူတို့တွေကမ်းပါပြက်တစ်ခုစီပြုတ်ကျသွားကြပါတယ်အတဝက်ကသူ့ရဲ့ခြေထောက်တွေကိုတုံးပြီးတွားတက်ကသူတို့နောက်တယောက်လုံးကိုဘေးကင်းရာစီပြန်လဲဆွဲတင်လိုက်ပါတယ်မုံတိုင်းနောက်ဆုံးမှာပြီးဆုံးသွားတဲ့အခါမြောက်ဝန်မလေးကနိုးလာပြီးသူ့ကိုထူးဆန်းတဲ့တိုက်ခိုက်သူတယောက်လိုထင်မှတ်ကပါရိုက်လိုက်ပါတယ်ဒါပေမဲ့သူမရဲ့မိသားစုရဲ့တစ်ပင်ကြီးပျက်စီးသွားတာကိုမြင်လိုက်ရတဲ့အချိန်မှာတော့သူမရဲ့ဒေါသတွေဟာဝမ်းနည်းပူဆွေးမှုတွေဖြစ်ချက်ချင်းပြောင်းလဲသွားပါတော့တယ်သူမရဲ့အမိကလူစီဖြစ်ပါတယ်အတဝက်ကသူမကိုနှစ်သိမ့်ဖို့ကြိုးစားပါတယ်အီယန်ပေါ်လာပေမဲ့လူစီကတော့သူမဆုံးရှုံးခဲ့ရတဲ့အရာအလုံးကြောင့်စိတ်မချမ်းမြေ့ဖြစ်ပြီးထွက်ပြေးသွားပါတယ်အတဝက်ကသူမနောက်ကိုချိုင်ဝမ်ကြီးကိုဖျက်ကျော်ပြီးလိုက်သွားခဲ့ကသူမစီရောက်ရှိနိုင်မှုအတွက်တင်အခက်ခဲမှန်သမျှကိုတွားတက်ပြုတ်ကြရင်းနဲ့ကြော်ဖြတ်ခဲ့ပါတယ်သူတို့နောက်ဆုံးမှာရက်တက်လိုက်ကြတဲ့အခါလူစီကအတဝက်ခြေထောက်နှစ်ဖက်နဲ့လက်လျှောက်တာကိုသတိပြုမိသွားပါတယ်အစမှာတော့သူမကအဲ့ဒါဟာရေးစရာကောင်းတယ်လို့ထင်ပါတယ်အဲ့ဒီနောက်မှာသူမကိုယ်တိုင်စမ်းကြည့်ပါတယ်သူ့ရဲ့အကူအညီနဲ့အတူသူမကမတ်တက်ရက်ဖို့ဖြည်းဖြည်းချင်းတင်ယူခဲ့ပါတယ်သူတို့ကမြင်မာတဲ့နေရာတစ်ခုပေါ်တက်လိုက်ကြပြီးနယ်မြေကြီးကိုလှမ်းမြော်ကြည့်ကြပါတယ်အတဝက်ကအဝေးကသူ့ရဲ့မျိုးနွယ်စုရဲ့တစ်ပင်ကြီးကိုလက်ညှိုးညွှန်ပြပြီးသူမကိုသူနဲ့တူလိုက်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်အပြန်လမ်းမှာသူတို့ကချော်ရည်မြစ်တစ်ခုကိုရှာတွေ့ကြပါတယ်အတဝက်ကလောင်ကျွမ်းနေတဲ့တကိုင်းကိုမိတုပ်ဖြစ်သုံးပြီးမှောင်မိုက်မှုတွေကြားထဲမှာမိကိုတဲဆောင်လာခဲ့ပါတယ်မျိုးနွယ်စုကသူလူစီနဲ့မိကိုတဲဆောင်ပြီးပြန်လာတာကိုမြင်တဲ့အခါသူတို့မြင့်တက်သွားကြပါတယ်အချို့ကအံ့အားကြပြီးအချို့ကတော့ကြောက်ရွံ့နေကြပါတယ်ဘန်ယာကသူ့ကိုအဲ့ဒီမီတုပ်ကိုချက်ချင်းလွှင့်ပစ်ဖို့အမိန့်ပေးပါတယ်အတဝက်ကမီးဟာအတုံးဝင်ကြောင်းသူတို့ကိုပြသဖို့ကြိုးစားပါတယ်သူကအပူဓာတ်နဲ့အလင်းရောင်ကိုပေးနိုင်ကြောင်းသက်သေပြဖို့တကိုင်းချို့ကိုမီးညှိပြပေမဲ့ပြသမှုကလွဲချော်သွားပြီးအနီးနားကခြုံပုတ်တစ်ခုမှာမီးဆွဲလောင်သွားခဲ့ပါတယ်အောက်လန်းဆီယာမကချက်ချင်းရောက်လာပြီးအဲ့ဒီမတော်တဆမှုကိုသူ့ကိုစန့်ကျင်ဖို့အသုံးချလိုက်ပါတယ်သူမကဘေးအန္တရာယ်တိုင်းဟာအတဝက်ရဲ့အပြစ်ဖြစ်တယ်လို့အခိုင်အမာပြောပါတယ်အင်းဆက်ပိုးမွားတွေဘရင်ရဲ့ပြုတ်ကျမှုမုံတိုင်းနဲ့ဒီမီဘေးထိပါပဲသူမအတွက်တော့အတဝက်ဟာပါနတ်တဲ့မြောက်ဝန်တကောင်မဟုတ်ပါဘူးသူဟာအကျဉ်းစားတစ်ခုဖြစ်ပါတယ်မျိုးနွယ်စုကသူ့ကိုထပ်မံရန်ပြုတ်ကျပြန်ပါတယ်အတဝက်နဲ့လူစီတို့ဟာနှင်ထုတ်ခြင်းခံလိုက်ရပါတယ်သွားစရာအခြားနေရာမရှိတာကြောင့်သူတို့ကဝန်ပုတ်လွေကူစီကိုဥတီသွားကြပါတယ်
အတဝက်ငယ်စဉ်ကတက်ဖြတ်လူနီးပါးဖြစ်ခဲ့တဲ့တောရိုင်းတိရစ္ဆာန်မျိုးကပဲအခုသူတို့ရဲ့လမ်းမှာရက်တက်နေတာဖြစ်ပါတယ်။ဒါပေမဲ့ဒီတစ်ချိန်မှာတော့အတဝက်မှာမီးရှိနေပါတယ်။ဝန်ပိုတွေကမီးတောက်တွေကိုကြောက်လန့်ပြီးနောက်ဆုတ်သွားပါတယ်။အတဝက်နဲ့လူစီတို့ကအဲ့ဒီကူကိုသူတို့ရဲ့အိမ်အစ်အဖြစ်သတ်မှတ်လိုက်ကြပြီးအန္တရာယ်ရှိတဲ့နေရာတစ်ခုကိုခိုလုံရနေရာတစ်ခုအဖြစ်ပြောင်းလဲပစ်လိုက်ကြပါတယ်။လူစီကသူ့ကိုမီးကိုဂယုစိုက်ဖို့ပြောပါတယ်။အတဝက်ကမီးပေးပက်ပက်လယ်မှာကြောက်တုံးတွေကိုဝိုင်းပြီးစီးဝိုင်းတစ်ခုပြုတ်လုလိုက်ပြီးမီးကိုပြန့်ပွားမသွားစေပဲဘလို့ထိန်းချုပ်ရမလဲဆိုတာကိုတင်ယူခဲ့ပါတယ်။အဲ့ဒီညမှာပဲအစ်အဆန်းတစ်ခုဖြစ်ပျက်ခဲ့ပါတယ်။အတဝက်နဲ့လူစီတို့နမ်းခဲ့ကြတာပါ။သူတို့နှစ်ယောက်လုံးနမ်းတာကဘာအတွက်လဲဆိုတာကိုအပြည့်အဝနားမလည်ကြပါဘူး။ဘယ်မြောက်ဝင်မှအရင်ကအဲ့ဒါကိုမလုပ်ဘူးကြပါဘူး။ဒါပေမဲ့သူတို့သဘောကျတာကြောင့်ဆက်ပြီးလုပ်နေခဲ့ကြပါတယ်။အခြားမြောက်ဝင်တွေကသူတို့ကိုတိတ်တဆိတ်ဆောက်ကြည့်ကြပြီးအဲ့ဒီလောက်ရက်ကိုလိုက်လံကူးယူကြပါတယ်မကြခင်မှာပဲနန်းရှိုက်ချင်းကထူးဆန်းတဲ့တီထွင်မှုအသစ်တစ်ခုလိုမျိုးနွယ်စုတစ်ခုလုံးနဲ့ပြန့်နှံ့သွားပါတော့တယ်အောက်လန်းဆီယာမကတော့ဒေါသအိုးပေါက်ကွဲမတက်ဖြစ်နေပါတယ်သူမကအားလုံးကိုအမိန့်နာခံမှုရှိလာအောင်ပြန်လဲခြောက်လန့်မှုအတွက်တစ်ပင်ဝိညာဉ်ဆိုတဲ့အရာကိုဆင့်ခေါ်လိုက်ပါတယ်ဒါပေမဲ့ဒီရေကိုလို့အမိရတဲ့မြောက်ဝန်တကောင်ကအဲ့ဒီအတန်နောက်ကိုလိုက်သွားပြီးအမှန်တရားကိုရှာဖွေတွေ့ရှိသွားခဲ့ပါတယ်အဲ့ဒီမှာတစ်ပင်ဝိညာဉ်ဆိုတာမရှိပါဘူးအဲ့ဒါကမူတာဝါဒတသက်ပါမျိုးနွယ်စုကိုထိန်းချုပ်ဖို့အတွက်အောက်လန်းဆီယာမအသုံးပြုခဲ့တဲ့လက်ကွက်တစ်ခုသာဖြစ်ပါတယ်ဒီရေကိုကအမှန်တရားကိုထုတ်ဖော်ပြောဆိုလိုက်တဲ့အခါမြောက်ဝန်တွေအော်တုံလောက်သွားကြပါတယ်သူတို့ကြောက်ရွံ့ခဲ့ရသမျှအရာအလုံးဟာလှည့်စားမှုတွေအပေါ်မှာပဲတိဆောက်ထားခဲ့တာပါသူတို့ကကြီးမားတဲ့တစ်ပင်ကြီးကနေတယောက်ပြီးတယောက်ထွက်ခွာသွားကြပြီးနေထိုင်မှုပုံစံအသစ်တစ်ခုကိုရှာဖွေကြပါတော့တယ်ဂျီဆဲလာတယောက်ထဲသာဗန်ရဘေးမှာကြံရစ်ခဲ့ပါတယ်သူ့ရဲ့ရက်စက်မှုတွေရှိနေခဲ့တာတောင်သူမရဲ့နေရာကသူ့ဘေးနားမှာပဲရှိရမယ်လို့ယုံကြည်နေလို့ပါအခြားမြောက်ဝန်တွေကသွားစရာနေရာမရှိတာကြောင့်အတဝက်နဲ့လူစီတို့ရဲ့ကူစီကိုလာရောက်ကြပြီးအစားအသောက်နဲ့ခိုလုံရာကိုတောင်းခံကြပါတယ်လူစီကတော့မပြောပါဘူးအခုရောက်လာကြသူတွေဟာအတဝက်ကိုလှောင်ပြောင်ပယ်ချပြီးစွန့်ပစ်ခဲ့ကြတဲ့အဲ့ဒီမြောက်ဝန်တွေပဲဖြစ်လို့ပါပဲသူမကသူတို့ကိုထွက်သွားစေချင်ပါတယ်အတဝက်ကသူမရဲ့ဒေါသကိုနားလည်ပါတယ်ဒါပေမဲ့သူကိုယ်တိုင်လည်းစွန့်ပစ်ခံရတဲ့ခံစားချက်ကဘယ်လိုမျိုးလဲဆိုတာကိုသိထားပါတယ်သူကမျိုးနွယ်စုကိုတညတာအစားတောက်ကျွေးဖို့သဘောတူလိုက်ပါတယ်အဲ့ဒါပြီးရင်တော့သူတို့ထွက်သွားရမှာဖြစ်ပါတယ်ဒါပေမဲ့တညတာဆိုတာကနေပုံမကြီးမားတဲ့အရာတစ်ခုဖြစ်လာခဲ့ပါတယ်။ဂူရဲ့အတွင်းမှာအတဝက်ကသူတို့ပက်လေကကဘာလောကကြီးရဲ့အတန်တွေကိုတုံးပြီးစီးချက်တွေကိုဖန်တီးပေးခဲ့ပါတယ်။မြောက်ဝန်တွေကတချင်းဆိုကခုံရေမောကြပြီးအစားအသောက်တွေကိုမျှဝေစားတောက်ကြပါတယ်။ပထမဦးဆုံးအကြိမ်ဖြစ်သူတို့တွေဟာရုန်းကန်နေရရုံတက်မဟုတ်တော့ပါဘူး။သူတို့တွေအတူတကွအသက်ရှင်နေထိုင်နေကြတာဖြစ်ပါတယ်။ပတ်ပေါင်းများစွာကုန်လွန်သွားခဲ့ပါတယ်။ဂူလေးဟာကြေးရွာလေးတစ်ခုအဖြစ်ကြီးထွားလာခဲ့ပါတယ်။မြောက်ဝန်တွေကအတဝက်နဲ့လူစီတို့စီကနေတင်ယူကြပါတယ်။သူတို့ခြေထောက်နှစ်ဖက်နဲ့လမ်းလျှောက်ကြပါတယ်။သူတို့ကရိယာတက်စားပလားတွေကိုတုံးကြပါတယ်။သူတို့အမဲလိုက်ကြပါတယ်။သူတို့ချက်ပြုတ်ကြပါတယ်။သူတို့အိမ်တွေကိုတိဆောက်ကြပါတယ်။သူတို့တွေတစ်ပင်ကြီးကသူတို့ကိုကာကွယ်ပေးမဲ့အချိန်ကိုစောင့်ဆိုင်းမနေကြတော့ပဲမိမိတို့ရဲ့ကိုယ်ပိုင်နာဂတ်ကိုစတင်ပုံဖော်လာကြပါတယ်။အဝေးကနေပြီးဗန်ယာကမနာလိုစိတ်တွေနဲ့စောင့်ကြည့်နေပါတယ်။တစ်ချိန်ကသူ့ကိုချီးမွမ်းခဲ့ကြတဲ့ပြည်သူတွေဟာအခုတော့အတဝက်ရဲ့အတွေးခေါ်တွေနောက်ကိုလိုက်နေကြပြီးမှုပါပဲ။အောက်လန်းဆီယာမှလည်းစောင့်ကြည့်နေပြီးသူမကကလဲစားချေဖို့ပြင်ဆင်နေပါတယ်။လာပေါင်းများစွာကြာပြီးနောက်လူစီမှာကိုဝင်ရှိလာခဲ့ပြီးအတဝက်ကရွာကိုတိုးချဲ့ဖို့ကူညီပေးနေပါတယ်။သူတို့ရဲ့ပြည်သူတွေကလုံးဝပြောင်းလဲသွားခဲ့ပါပြီ။သူတို့ကအရင်ကထက်ပိုမိုပါးနက်ပိုမိုတမ်းမာပြီးပိုမိုစည်းလုံးလာကြပါတယ်။ဒီရေကိုကကြောင်မီသွေးကိုရှာဖွေတွေ့ရှိခဲ့ပြီးအဲ့ဒါကကြောက်နေရံတွေပေါ်မှာအမှတ်သားတွေခြံထားနိုင်ကြောင်းအတဝက်ကိုပြသပါတယ်။အစမှာတော့အတဝက်ကအဲ့ဒါရဲ့ရည်ရွယ်ချက်ကိုမြင်တွေ့ရခြင်းမရှိတော့လဲအဲ့ဒါကိုအပြည့်အဝနားမလည်တာတောင်သူဂုံယူနေခဲ့ပါတယ်။အဲ့ဒါကနောက်ထပ်ရှာဖွေတွေ့ပြီးမှုတစ်ခုရှိကိုနောက်ထပ်လှမ်းလိုက်တဲ့ခြေလမ်းတစ်ခုဖြစ်လို့ပါပဲမကြခင်မှာပဲအခြားစာလောင်မှုတိတ်နေတဲ့မြောက်ဝန်တွေရောက်လာပြီးအစားအသောက်နဲ့ခိုလုံရာကိုတောင်းခံကြပါတယ်စာကေးနဲ့မာဆယ်တို့ကအဲ့ဒီရွာဟာသူတို့တူလည်းပဲပိုင်ဆိုင်တယ်လို့မျိုးပြုမှုပြီးသူတို့ကိုမောင်းထုတ်ဖို့ကြိုးစားကြပါတယ်အတဝက်ကကြားဖြတ်ဝင်ရောက်ပြီးသူတို့တွေကူညီပေးတင်ကြောင်းညှင်းခုန်ပါတယ်ဘာပဲဖြစ်ဖြစ်သူတို့ကိုယ်တိုင်လည်းတစ်ချိန်ကအိမ်မက်ရမဲတွေဖြစ်ခဲ့ကြတာပဲမဟုတ်ပါလားငင်းခုံမှုမပြေလည်ခင်မှာပဲအောက်လန်းဆီယာမကတိုက်ခိုက်ပါတော့တယ်။အင်းဆက်ပိုးမွားအုပ်ကြီးကရွာကိုဖျက်တမ်းဖျက်ဆီးပြီးအိမ်တွေနဲ့ရိတ်ခါတွေကိုဖျက်ဆီးပစ်လိုက်ပါတယ်။မြောက်ဝန်တွေတိဆောက်ခဲ့သမျှအရာအလုံးကသူတို့ရဲ့မျက်စိရှိမှတင်စတင်ပြိုလဲသွားခဲ့ပါတယ်။ဒေါသတွေကအလင်းအမြန်ပြန့်နှံ့သွားခဲ့ပါတယ်။မျိုးနွယ်စုကဗန်ယာနဲ့အောက်လန်းဆီယာမတို့ကိုအပြစ်တင်ကြပါတယ်။သူတို့ကကလဲစားချေဖို့အတွက်အစင်သစ်ဖြစ်ပြီးအဟောင်းဖြစ်တဲ့တစ်ပင်ကြီးစီကိုချီတက်သွားကြပါတယ်။လူစီကအတဝက်ကိုသူမကဒဏ်ရာရသူတွေကိုကူညီပေးနေတော့မှသူကသွားပြီးအကြမ်းဖက်မှုတွေကိုတားဆီးဖို့ပြောပါတယ်အခုတော့ရင်ပါသွားပြီဖြစ်တဲ့ဝန်ပလွေကိုဘေးနားမှာထားပြီးအတဝက်ကတစ်ပင်ကြီးစီကိုအပြေးသွားပါတယ်သူကဒေါသထွက်နေတဲ့မြောက်ဝန်တွေမရောက်ခင်မှာဗန်ယာကိုတတိပေးဖို့ကြိုးစားပေမဲ့သူအလွန်အမင်းနောက်ကျသွားခဲ့ပါပြီမျိုးနွယ်စုကဗန်ယာကိုဝိုင်းရံထားကြပြီးတစ်ပင်ကြီးကိုတောင်းဆိုကြပါတယ်စာကေးကသူ့ကိုရက်ဆက်တဲ့သဘောတူညီချက်တစ်ခုကမ်းလှမ်းပါတယ်ဘိုးဘွားပိုင်အိမ်ကိုဆွတ်လွတ်လိုက်ရင်သူတို့ကသူ့ကိုအသက်ရှင်ခွင့်ပေးကောင်းပေးနိုင်လိမ့်မယ်လို့ပါပဲဗန်ယာကညှင်းဆိုပါတယ်သူ့မှာချိုးယွင်းချက်တွေရှိနေတော့လဲသူကသူ့ရဲ့ဘိုးဘွားပိုင်တစ်ပင်ကြီးကိုချစ်မြတ်နိုးရှာပါတယ်သူကအဲ့ဒါကိုဆုလက်တစ်ခုလိုမျိုးလက်လွဲပေးမှာမဟုတ်ပါဘူးစာကေးကအခြားသူတွေကိုတိုက်ခိုက်ဖို့အမိန့်ပေးလိုက်ပါတယ်မြောက်ဝန်တွေကတစ်ပင်ကြီးကိုပစိန်တွေနဲ့ခုတ်ထစ်ကြပါတယ်တစ်ဆေးတွေစတင်စီးကြလာပါတယ်ဗန်ယာကအလွန်မင်းဒေါသထွက်ပြီးပြန်လဲတိုက်ခိုက်တော့လဲလူအုပ်ကြီးကသူ့ကိုဝိုင်းဝန်းရံပြကြပါတယ်အတဝက်ကတိုက်ပွဲကိုတားဆီးဖို့ကြိုးစားပေမဲ့သူ
သူကရုံးရင်းဆန်ခတ်မှုကြားထဲမှာသတိမေ့လဲသွားခဲ့ရပါတယ်။စာကေးကတိုက်ပွဲတဲကိုမီးယူဆောင်လာခဲ့ပါတယ်။မီးတောက်တွေကတစ်ဆေးနဲ့ထိတွေ့မိသွားပြီးတစ်ပင်ကြီးတစ်ခုလုံးစတင်လောင်ကျွမ်းပါတော့တဲ့ထိတ်လန့်မှုတွေကနေရာယူသွားခဲ့ပါပြီ။အောက်လန်းဆရာမကတော့သူမကိုယ်တိုင်ဖန်တီးပေးခဲ့တဲ့ပျက်စီးခြင်းကြားထဲမှာပိတ်မိနေခဲ့ပါတယ်။သူမအားလုံးကိုထိန်းချုပ်ဖို့အသုံးပြုခဲ့တဲ့တစ်ပင်ကြီးဟာသူမရဲ့အကျဉ်းထောင်ဖြစ်သွားခဲ့ပါပြီ။ဂျီဆဲလာကဘန်ယာကိုကာကွယ်ဖို့ကြိုးစားပေမဲ့သူမလည်းအနေရကြားထဲပိတ်မိနေခဲ့ပါတယ်ရှင်မနေတဲ့ဝန်ပတ်တွေကအတဝက်ကိုနှိုးလိုက်ပြီးအတဝက်ကဂျီဆဲလာမိတောက်တွေအနားမှာပိတ်မိနေတာကိုမြင်လိုက်ရပါတယ်သူကနွယ်ပင်တပင်ကိုဖမ်းဆွဲလိုက်ပါတယ်ဝန်ပုတ်တွေကသူ့ကိုအပေါ်ကိုဆွဲတင်ဖို့ကူညီပေးပါတယ်အတဝက်ကလောင်ကျွမ်းနေတဲ့တစ်ပင်ကြီးကြားထဲလွှဲစီးပြီးဂျီဆဲလာကိုမိမလောင်ခင်မှာပဲကဲတင်ပေးခဲ့ပါတယ်ဒါပေမဲ့လောင်ကျွမ်းနေတဲ့တစ်လုံးကြီးတစ်လုံးပြုတ်ကျလာခဲ့ပါတယ်အတဝက်ပိတ်မိသွားခဲ့ပါပြီးတစ်ပင်ကြီးပြိုလဲတော့မဲ့အချိန်မှာသူကကူညီဖို့အော်ဟစ်တောင်းဆိုပေမဲ့မြောက်ဝင်တွေကတော့ကြောက်လန့်တကြားထွက်ပြေးသွားကြပါတယ်သူတို့အတွက်အရာအလုံးလှုပ်ဆောင်ပေးခဲ့ပြီးတဲ့နောက်မှာတော့ဘယ်သူမှပြန်မလာခဲ့ကြပါဘူးအဲ့ဒီအချိန်မှာဘန်ယာပြန်လာခဲ့ပါတယ်တစ်ချိန်ကသူ့ကိုတတ်ဖို့ကြိုးစားခဲ့တဲ့ညီကိုဖြစ်သူကအခုတော့သူ့ကိုကယ်တင်ပေးခဲ့တာပါတစ်ပင်ကြီးပြိုလဲပြီးအောက်လန်းဆရာမကိုပါတပါတဲ့တဲဆောင်သွားချိန်မှာသူတို့ညီကိုနှစ်ယောက်အတူတူလွတ်မြောက်လာခဲ့ကြပါတယ်ကဘာဟောင်းကြီးဟာသူတို့ရဲ့နောက်ွယ်မှာပြာကျသွားခဲ့ပါပြီးပြာပုံတွေကြားထဲမှာတော့ညီကိုနှစ်ယောက်ဟာနောက်ဆုံးမှာထိတ်တိုက်ရင်ဆိုင်မိကြပါတယ်ဘန်ယာကအာနာကသူ့ကိုမျက်စိကန်းစေခဲ့ကြောင်းဝန်ခံပါတယ်သူကထီနန်းကိုဆုံးရှုံးရမှာအလွန်မင်းကြောက်ရွံ့ခဲ့တာကြောင့်သူ့ရဲ့သွေးသားအရင်ချာကိုဖျက်ဆီးရလောက်အောင်ထိရက်ဆက်ခဲ့မိတာဖြစ်ကြောင်းပါပဲသူကအတဝက်ကိုခွင့်လွှတ်ဖို့တောင်းပန်ပါတယ်အတဝက်ကလက်ခံလိုက်ပါတယ်အတိတ်ကမနာကျင်ခဲ့လို့မဟုတ်ပါဘူးအနာဂတ်ဆိုတာအဲ့ဒီလိုမျိုးမုန်းတီးမှုတွေနဲ့ပြန်လည်စတင်လို့မရနိုင်တာကြောင့်ဖြစ်ပါတယ်သူတို့အခြားသူတွေစီပြန်ရောက်တဲ့အခါစာကေးကကြောက်ရွံ့မှုတွေကိုစတင်ဖြန့်ဝေနေပါတယ်သူကမျိုးနွယ်စုကိုသူတို့မှာတစ်ပင်လည်းမရှိအိမ်လည်းမရှိအစားအသောက်လည်းမရှိသလိုရှင်တန်ဖို့အခွင့်အရေးလည်းမရှိတော့ကြောင်းပြောပါတယ်မြောက်ဝင်တွေစတင်ထိတ်လန့်လာကြပါတယ်ခဏမျှသောအချိန်လေးမှာစိတ်ပြတ်အားငယ်မှုတွေကမိထက်တောင်ပိုးပြီးမြ мян ဆန်ဆန်ပြန့်နှံ့သွားခဲ့ပါတယ်အဲ့ဒီအချိန်မှာအတဝက်ကအပေါ်ကိုမောကြည့်လိုက်ပါတယ်သူကကောင်းကင်ကိုဖျက်ပြန်နေကြတဲ့ငှက်တွေကိုမြင်လိုက်ရပြီးသူတစ်ချိန်ကစိတ်ကူးရင်မှုတက်တဲဆိုပြီးပယ်ချခဲ့မှုတဲ့အီယန်ရဲ့ပုံမြင်ဖြစ်တဲ့အဖြူရောင်တောင်တန်းကိုပြန်လည်တတိယသွားခဲ့ပါတယ်အဲ့ဒါကတော့တောအုပ်တွေရေကန်တွေတစ်သီးတွေနဲ့ဘေးကင်းမှုတွေရှိနေတဲ့နေရာတစ်ခုပါပဲအတဝက်ကမျိုးနွယ်စုစီလှည့်လိုက်ပြီးသူတို့အရင်ကတခါမှမရရှိဘူးသေးတဲ့အရာတစ်ခုကိုပေးလိုက်ပါတယ်အဲ့ဒါကတော့မျှော်လင့်ချက်ပါပဲသူကသူတို့ကိုစောင့်ကြိုနေတဲ့အခြားနယ်မြေတစ်ခုရှိကြောင်းပုံမကောင်းမွန်တဲ့နေရာသူတို့တွေပြန်လည်တည်ဆောက်နိုင်မဲ့နေရာဖြစ်ကြောင်းပြောပြပါတယ်အချို့ကသူ့ကိုတန်တရားဝင်ကြပါတယ်အချို့ကကြောက်ရွံ့ကြတော့လဲသူတို့နောက်ကလိုက်လာခဲ့ကြပါတယ်ခီးစဉ်ကကြမ်းတမ်းလာပါတယ်သူတို့ကခက်ခဲတဲ့နယ်မြေတွေဆာလောင်မှုတွေမုန်တိုင်းတွေနဲ့ပင်ပန်းနွမ်းနယ်မှုတွေကိုဖျက်ဆီးပြီးလမ်းရှောက်ခဲ့ကြရပါတယ်မျိုးနွယ်စုကယုံကြည်မှုတွေစတင်ပျောက်ဆုံးလာတဲ့အချိန်တိုင်းမှာလဲအတဝက်ကသူတို့ကိုကြောက်ရွံ့မှုတွေနဲ့မဟုတ်မူတာဝါဒတွေနဲ့မဟုတ်ပဲယုံကြည်ချက်တွေနဲ့တင်ဆက်ပြီးလှုပ်ရှားစေခဲ့ပါတယ်သူဟာသူတို့တစ်ချိန်ကစွန့်ပစ်ခဲ့ကြတဲ့အားနည်းတဲ့ကလေးငယ်မဟုတ်တော့ပါဘူးသူဟာသူတို့ရဲ့လမ်းပြခေါင်းဆောင်ကြီးဖြစ်ပါတယ်ရက်ပေါင်းများစွာကြာပြီးနောက်အဖွဲ့ဟာဂတိပေးထားတဲ့နယ်မြေစီကိုနောက်ဆုံးမှာရောက်ရှိသွားခဲ့ပါတယ်အဖြူရောင်တောင်တန်းကတကယ်ပဲဖြစ်တည်နေတာပါတောအုပ်ကြီးတွေကမိုးကုတ်ဆက်ဝိုင်းထိဆန်တန်းနေပါတယ်ရေပြင်ကကောင်းကင်အောက်မှာတောက်ပနေပါတယ်တစ်သီးတွေကနေရာတိုင်းမှာတီးပွင့်နေပါတယ်မျိုးနွယ်စုကတိတ်ဆိတ်စွာနဲ့ငေးကြည့်နေကြပြီးမျောလင်းချက်ကသူတို့ကိုတကယ်အမှန်တရားတစ်ခုစီခေါ်ဆောင်လာခဲ့တာကိုမယုံကြည်နိုင်လောက်အောင်ဖြစ်နေကြပါတယ်ပြီးတော့အဲ့ဒီလှပတဲ့ကဘာတစ်ကြီးထဲမှာစောင့်ဆိုင်နေတာကတော့အီယန်ပါပဲအတဝက်ကအခြားသူတွေအားလုံးပယ်ချခဲ့စဉ်တုန်းကသူ့ကိုကယ်တင်ပေးခဲ့တဲ့သူ့ရဲ့မိတ်ဆွေဟောင်းကြီးနဲ့ပြန်လည်ဆုံတွေ့ခဲ့ပါတယ်ပယ်ချခံခဲ့ရတဲ့မင်းသားငယ်ဟာသူ့ရဲ့ပြည်သူတွေကိုအိမ်ရောက်ခေါ်ဆောင်လာနိုင်ခဲ့ပါပြီ။သူကမတူကွဲပြားစွာမွေးဖွားလာခဲ့ပါတယ်။သူကအားနည်းသူလို့ခေါ်ဆိုခြင်းခံခဲ့ရပါတယ်။သူကစွန့်ပစ်ခြင်းလောင်ပြောင်ခြင်းခံခဲ့ရပြီးဘေးအန္တရာယ်တိုင်းအတွက်အပြစ်ပုံချခြင်းခံခဲ့ရပါတယ်။ဒါပေမဲ့နောက်ဆုံးမှာတော့အတဝက်ရဲ့ကွဲပြားခြားနားမှုဟာသူ့ရဲ့ပြည်သူတွေအသက်ရှင်တန်နိုင်ခဲ့ရတဲ့အကြောင်းရင်းဖြစ်လာခဲ့ပါတယ်။ဘာလို့လဲဆိုတော့ခွန်အားပလာကသူ့ကိုဘယင်ဖြစ်စေခဲ့တာမဟုတ်ပဲမျောလင်းချက်ကသာဖြစ်စေခဲ့တာမို့ပါပဲ။